တရုတ်ကဒီ American Israel Iran ဖြစ်နေတဲ့စစ်ပွဲကိုမျက်စောင်းထိုးလာပြီလို့ကျွန်တော်ပြောတာဒါတကယ်အမှန်ပါခင်ဗျားတို့မယုံရင်လဲတမ်မရာကြီး Trump တာဝန်ယူထားတဲ့ Truth ထဲမှာလဲ Truth Social Media ထဲမှာတွားကြည့်လို့ရတယ်ဒါမှမဟုတ်လဲ President for Trump ဆိုတဲ့ ဒီ Facebook page မှာလဲတွားကြည့်လို့ရနော် Yeah ကျွန်တော်တို့ရုံးမှာဒီနေ့အစည်းအဝေးရှိတယ်တရုတ်ကဝင်လာရင်တို့ဘလို့ဟိုရင်းကျွန်တော်တို့အကုန်လုံးကြိုးဆိုတယ်တရုတ်ဒီစစ်တဲကိုပါလာဖို့အတွက်ကြိုးဆိုတယ်ပါလာဖို့လဲလူလားတယ်ဒါအမှန်တကယ်ပြောတာဘာဖြစ်လို့လဲဆိုတော့တရုတ်ကိုပျက်စီးကြောင်းဖြစ်ကျွန်တော်တို့လူလားတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ disclaimer ကိုပြောချင်တာကျွန်တော်ရဲ့အယူအဆနဲ့အမြင်ကိုဒီနေ့ပြောသွားမှာဖြစ်ပါတယ်အမေရိကန်အစိုးရနဲ့မဆိုင်ပါဘူးကျွန်တော်ကတော့ဝန်ထမ်းတစ်ယောက်ပါဒါပေမဲ့အမေရိကန်အစိုးရရဲ့ကိုစားကျွန်တော်ပြောတာမဟုတ်ပါဘူးဟုတ်ပြီနော်ဆိုတော့အီရန်မှာဖြစ်နေတဲ့ပြဿနာဟာဟိုအီရန်ကမှားသလားအမေရိကန်မှားသလားအစ္စရေးကမှားသလားကျွန်တော်တို့အမှားဆောက်ပြီးဖြေရှင်းရမှာထက်ကျွန်တော်လူသားတွေရဲ့အတိဒုက္ခရောက်မှုတွေလူသားတွေရဲ့လွတ်လပ်ခွင့်တွေလူသားတွေရဲ့ငြိမ်းချမ်းမှုတွေကိုပဲကျွန်တော်တို့အဖြေရှာရမှာလीနော်ဟိုပြောချင်တဲ့အကြောင်းအရာကရိုးရိုးရှင်းရှင်းလေးပါကဲအီရန်ကိုအမေရိကန်တိုက်ပြီအစ္စရေးကတိုက်ပြီအီရန်ကလည်းပြန်ချပြီဟမတ်စ်ရေလက်ကြားမှာဖြစ်နေတဲ့ပြဿနာပေါ့ဗျာတရုတ်ကဘာကြောင့်မျက်စောင်းထိုးလာတယ်လဲဆိုတဲ့အခြေအနေကိုကျွန်တော်ပြီးရင်ကျွန်တော်ရဲ့ဒီ live အောက်မှာကျွန်တော်ရေးထားပေးလိုက်မယ်အဲ့ဒီကျွန်တော်ရဲ့ဒီ live show အောက်မှာတွေ့ရတဲ့ဥစ္စာအဲ့ဒီဟိုဘယ်လိုပြောမလဲမိုဒီကိုတိုင်လိန်တာအိန္ဒိယဝန်ကြီးချုပ်မိုဒီကိုတိုင်လိန်ထားတဲ့ဥစ္စာကိုအိန္ဒိယသတင်းဌာနကပဲပြန်ဖော်ပြထားတာနော်ဆိုတော့ဒီအီရန်ကအိန္ဒိယမှာစီးရေးလာလေ့ကျင့်တယ်လာလေ့ကျင့်တဲ့အချိန်ပြီးဆုံးရန်2ရက်အလိုမှာပဲဒီစစ်ပွဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီပင်လယ်ကွေ့တစ်ခုလုံးနဲ့အဲ့ဒီအိန္ဒိယသမုဒ္ဒရာတစ်ခုလုံးကိုအမေရိကန်ကလွှမ်းမိုးထားပြီးတော့မှဒီစစ်ပွဲကိုဖြစ်တယ်ဆိုတော့အိန္ဒိယအစိုးရကဒီအီရန်ဟိုစစ်သင်းဘောကိုအီရန်နိုင်ငံကိုပြန်သွားဖို့မစေလွှတ်တဲ့ဘူးခွင့်လည်းမပြုတဲ့ဘူးယာယီနေထိုင်ခွင့်တွေခိုလုံခွင့်တွေပေးတဲ့ဒါကိုသူတို့ကအခုမှပေးတာဒါအိန္ဒိယရဲ့တန်ခင်းတမန်ခင်းကစားပုံကိုကျွန်တော်ပြောပြတာနော်ဘာလို့ဒီမိုဒီဆိုတဲ့ကလားကလည်းအရန်လဲတဲ့ကလားဒါမဲ့ तू တပတ်မပြည့်ဘူးလို့ तू လဲတာနော်ဆိုတော့သူတို့စီရေးလေ့ကျင့်မှုအတွက်စီရေးလေ့ကျင့်တယ်ဆိုတာဗျာသမုတ်တရားအတွင်းလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိုလေ့ကျင့်တာပါဒါကိုလည်းကျွန်တော်တို့သိပါတယ်ဆိုတော့ဟိုနိုင်ငံကိုတိုက်ခိုက်ဖို့ဒီနိုင်ငံကိုတိုက်ခိုက်ဖို့လင့်ကြည့်တဲ့စီရေးလေ့ကျင့်မှုမျိုးပုံစံမဟုတ်ဘူးနော်ဆိုတော့ပူးပေါင်းဆောင်ရွက်ပြီးတော့တနိုင်ငံနဲ့တနိုင်ငံဆက်သွယ်မှုမမှားယွင်းအောင်နော်အဆက်အသွယ်တိတိကျကျဆောင်ရွက်နိုင်အောင်အဲ့လိုလေ့ကျင့်ကြတာဗျာဆိုတော့ဒါပေမဲ့ဒီအီရန်ကလာရောက်ပြီးတော့အိန္ဒိယနဲ့ပူးပေါင်းဆောင်ရွက်တယ်နော်ဒါကျွန်တော်အမျိုးတွေအိန္ဒိယကွန်ဂရက်ဆဲမှာရှိတယ်ကျွန်တော်ဒီဥစ္စာတွေအကုန်ရှင်းပြတယ်ရှင်းပြတော့သူတို့လည်းတန်းတော်ဖြစ်တယ်အဲ့တော့ဒီလိုစစ်ဖြစ်နေတဲ့အချိန်မှာအိန္ဒိယကဒီအီရန်စစ်တင်မော်ကြီးကိုပြန်သွားဖို့အဲ့လိုမလုပ်သင့်ဘူးပေါ့ဗျာနော်အခုဩစတြေးလျမှာဖြစ်နေတဲ့ပြဿနာပေါ့ဟိုအီရန်ကသွားပြီးတော့ဘောလုံးကန်တဲ့အီရန်အမျိုးသမီးအသင်းကိုအီရန်ကိုပြန်သွားရမယ်ဆိုတဲ့ကိစ္စကိုဒီလိုစစ်ဖြစ်နေတဲ့အချိန်ကြီးမှာပြန်သွားလို့မသင့်တော့ဘူးဆိုတော့ဒီဩစတြေးလျနိုင်ငံသူနိုင်ငံသားတွေပါပါတယ်ဆန္ဒပြပြီးတော့ဩစတြေးလျအစိုးရကိုဝိုင်းဝန်းပြီးတော့ဟိုတင်းကြတာပေါ့ဗျာဟိုတောင်းဆိုကြတယ်လို့ပဲကျွန်တော်ပြောမယ်သမ္မတထရန့်ကလည်းဒါကိုပြောတယ်ဒီအချိန်မှာဒီဘောလုံးအသင်းဒီအီရန်ဘောလုံးအမျိုးသမီးအသင်းကအီရန်ကိုပြန်သွားတဲ့အချိန်မဟုတ်တဲ့အတွက်ဩစတြေးလျကလိုအပ်တဲ့အကူအညီနဲ့ခိုလုံခွင့်ပေးထားဖို့လိုအပ်တယ်လို့ The President for Trump ဆိုတဲ့ page မှာရေးထားပြီးသားတွေနော်ဆိုတော့ the President for Trump ဆိုတဲ့ဒီ page မှာရေးထားတာကိုတွားကြည့်လို့ရတယ်ဗျခင်ဗျားတို့အဲ့ဒီမှာသူတာဝန်ခံမှုနဲ့တင်နေတဲ့ page ဗျခင်ဗျားတို့ဒါကျွန်တော်ပုံမှန်လင်းပြောပြတာနော်အားလုံးလည်းသိအောင်ကျွန်တော်ပြောပြတာဆိုတော့အခုကျွန်တော်ပြောရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်ခုနတင်ထားတဲ့ကျွန်တော်ကြီးညာရဲ့ဓာတ်ပုံရဲ့ဓာတ်လေးမှာတွားကြည့်လိုက်ဘာလို့ American Insurance နဲ့ American Flag လွှင့်ထားတဲ့ရေနံတင်သင်္ဘော 1.5 တန်းဂါလန်ပါတဲ့ရေနံတင်သင်္ဘောကြီးကိုအီရန်ကတိုက်လိုက်တာအီရန်က drone နဲ့ပစ်ပြီးတော့မီးလောင်သွားတာအဲ့ဒီမီးလောင်သွားပြီးတဲ့အချိန်မှာ
နောက်ပိုင်း9နိုင်အကြာမှာအမေရိကန်ကအိန္ဒိယထွက်လာတဲ့လာရောက်ပြီးတော့ပင်လယ်ပြင်လုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလေ့ကျင့်တဲ့အီရန်ရဲ့စစ်သင်္ဘောကိုပြစ်မြုပ်လိုက်တာဗျဒါနံပါတ်1ကျွန်တော်ပြောပြနံပါတ်2ကိုထပ်ပြောပြမယ်ကျွန်တော်ပြောတာကိုပဲကျွန်တော်တာဝန်ယူတယ်တရုတ်ကရင်ငုတ်သင်္ဘောတွေတကယ်ကဲနဲ့အိန္ဒိယသမုဒ္ဒရာထဲဝင်လာဖို့လုပ်နေတာဆိုတော့တရုတ်ကလည်းမင်းတို့ဝင်လာလဲငါတို့ပြစ်မြုပ်လို့ရတယ်ဆိုတဲ့လက်ဆင့်ပြလိုက်တာအိန္ဒိယသမုဒ္ဒရာဟာငါတို့လွှမ်းမိုးထားပြီးပြီဆိုတဲ့ပုံစံမျိုးနဲ့ဒါခင်ဗျားတို့ကိုကျွန်တော်ခင်ဗျားတို့သတင်းပေါ်မှာတွေ့တာကိုခင်ဗျားတို့စဉ်းစားတာဗျအနောက်ကအကြောင်းအရာတွေဖြစ်နေတဲ့အကြောင်းအရာတွေမစဉ်းစားဘူးဒါဆိုရင်ဂိုးရှယ်ဟုတ်ရဲ့လားဆိုရင်ကျွန်တော်ရဲ့ဒီ live show ပြီးတဲ့အောက်မှာကျွန်တော်ရေးထားပေးမယ်ကျွန်တော် link ပေးထားမယ်တော့ဝင်ကြည့်ဗျအဲ့အိန္ဒိယကလာရှင်းပြနေတာကိုခင်ဗျားတို့နားထောင်ကြည့်ဗျနော်ဆိုတော့ဒီလိုအချက်လက်တွေကိုကျွန်တော်ပြောတာဒါနံပါတ်1ပါဒီအီရန်စစ်သင်္ဘောနှိမ့်မြုပ်လိုက်တာကျွန်တော်အနေနဲ့နှစ်သက်သလားထောက်ခံသလားလို့ကျွန်တော်မထောက်ခံပါဘူးကျွန်တော်တို့မနှစ်သက်ပါဘူးဒါပေမဲ့ဒီဟာမော့စ်ရေလက်ကြားတွေကထွက်လာတယ်နော်အဲ့ဒီ American စီတင်သင်္ဘောကြီးပေါ့လေ American စီတင်သင်္ဘောဆိုတာAmerican insurance ယူထားတဲ့စီတင်သင်္ဘော American ကိုစီလာပို့မဲ့သင်္ဘောမဟုတ်ဘူးဒါလည်းနားလည်အောင်ပြောပြအောင်မယ် American အီရန်ကထွက်တဲ့ရေနံစီပုံမှီခိုနေတဲ့ကောင်မဟုတ်ဘူး American စီလိုခြင်းလို့တိုက်တယ်ဆိုတာလည်းမှားနေတယ်အမှန်တော့အဲ့ဒီစီတွေကိုရောင်းဝယ်ဖောက်ကားနေတဲ့ဥစ္စာအလုံးကိုတရုတ်ယွမ်နဲ့မလုတ်ပဲနဲ့ American အရင်တော့ရှိခဲ့တဲ့စာချုပ်တွေ OPEC ကလက်ခံထားတဲ့နော်ဒီငွေကြေးဆိုင်ရာစနစ်တွေနဲ့ဆောင်ရွက်ဖို့အခြေအနေကိုပဲ American သွားတာတရုတ်ယွမ်နဲ့ရောင်းဝယ်တဲ့ကိစ္စကို American လက်မခံတာဗျဒါကျွန်တော်ပြောခဲ့ပြီးပြီခင်ဗျားတို့ရမ်းလည်းကျွန်တော်လာမဆဲနဲ့ကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်မှန်ကန်ပြောပြတာဆိုတော့အခုဖြစ်နေတဲ့ပြဿနာကတရုတ်ကရောခင်ဗျမုန်းနေဆိုကျွန်တော်မမုန်းဘူးဒါပေမဲ့ကျွန်တော်တရုတ်ကိုမကြိုက်တာနှစ်ခုရှိတယ်ဗျနံပါတ်1ကတော့တရုတ်ကအသင့်မရှိဘူးဗျလိုက်နာစောက်ထင်းရမယ်စီကံကျင့်ဖို့တရုတ်မှာမရှိဘူးဗျပြီးတော့တရုတ်မှာနိုင်ငံတကာ protocol တွေ convention တွေကထိုင်ပြောနေတာဘယ်နိုင်ငံပေါ်ကိုမှတရုတ်စီးပွားရေးရလူမှုရေးရဆက်ဆက်လိုက်တဲ့နိုင်ငံပေါ်မှာကုလသမဂ္ဂရဲ့ protocol တွေကုလသမဂ္ဂရဲ့ convention တွေကိုလိုက်နာပြီးဆက်ဆက်နေတာမရှိဘူးဗျခင်ဗျားတို့ရှိရင်ကျွန်တော်ပြစမ်းပါကျွန်တော်ကြည့်ကြလို့ပါခင်ဗျဗမာပြည်မှာလာချုပ်တဲ့အထည်ချုပ်စက်ရုံဟာတရက်ကိုဗျာကဲခင်ဗျစဉ်းစားကြည့်1000ပေးရင်တောင်မှ$2ခွဲပဲရှိတယ်ခင်ဗျ$2ခွဲနဲ့စက်ချုပ်တဲ့အတိုင်းပြီကမ္ဘာမှာမရှိဘူးဗျနော်ဘင်္ဂလားဒေ့ရှ်တောင်မှာ$9ရနေဒါကျွန်တော်အမှန်တိုင်းပြောပြတာဆိုတော့ဗမာတနိုင်ငံကိုပဲ ILO ဥပဒေတွေရောလေဘာဥပဒေတွေရောချိုးဖောက်ပြီးတော့လှုပ်ချင်အောင်လှုပ်လို့ရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်ဗမာနိုင်ငံလူနိုင်ငံသားတွေကိုပြောပြချင်တာဗမာနိုင်ငံမှာဆက်ချုပ်နေတဲ့လူတွေအားလုံးဟာတရုတ်လာလုပ်တဲ့ကုမ္ပဏီတွေအားလုံးမှာတရက်ကို$2လောက်ပဲရတယ်ကဘာမှာ$2ရတဲ့တိုင်းပြည်မရှိတော့ဘူးဗျနော်ကျွန်တော်စိတ်မဆိုးပါနဲ့ကျွန်တော်မုန်းလည်းမမုန်းဘူးကျွန်တော်မွေးခဲ့တဲ့ကြီးပွားခဲ့တဲ့ကျွန်တော်ကြီးပြင်းခဲ့တဲ့တိုင်းပြည်မှာရတင်ရထိုက်တာတွေဒီလိုမတရားလုပ်နေတာတွေကိုကျွန်တော်အခုအမေရိကန်နိုင်ငံသားတယောက်လည်းဖြစ်တယ်အစိုးရဝန်ထမ်းတယောက်လည်းဖြစ်လာတဲ့အချိန်မှာဒီနေရာမှာနစ်နာနေတဲ့နစ်နာမှုကြီးဟာကမ္ဘာ page နဲ့ကမ္ဘာရဲ့ wage pay နဲ့တွားကြည့်ရင်မြန်မာကတကမ္ဘာလုံးရရှိတဲ့နော်ပေးဒီပေးရမယ့် wage pay ထဲမှာမှမြန်မာက15%ပဲရတာတဲ့ဒါခင်ဗျားတို့တွားရှာကြည့်ပါနော်တကမ္ဘာလုံးလုပ်သားတွေခံစားရတဲ့ရနေတဲ့ဥစ္စာရဲ့15%ပဲဗမာလုပ်သားတွေကိုပေးပြီးတော့ဂုတ်သွေးဆုပ်အမြတ်ထုတ်တာကျွန်တော်ပြောတာကโอเคအာဏာပိုင်တွေစစ်ကောင်းဆောင်တွေစစ်အစိုးရတွေနဲ့ပေါင်းပြီးတော့အမြတ်ထုတ်တာကိုသူတို့အချင်းချင်းဖင်ရက်စားပြူလုပ်တာကိုတော့ကျွန်တော်မွေးဖန်လိုပါဘူးဘာဖြစ်လို့ဆိုโอเคသူတို့ပြည်လေတယ်ဒါပေမဲ့အဲ့ဒါတွေမဟုတ်တပြည်လုံးကိုတောင်မှကဘာကပေးထားတဲ့85%ရဲ့အောက်က wage pay မျိုးနဲ့တရုတ်ကလာအမြတ်ထုတ်ထားတာဒါဆိုရင်အီရန်ကိုရောကဲကျွန်တော်ဒီဘက်ကိုပြန်လှည့်ခြင်းလို့ပါဘလောက်အမြတ်ထုတ်ခဲ့ပြီလဲဟမ်တဘာထဲမှာဘယ်နှကာလန်ရှိလဲခင်ဗျားတို့သိလားခင်ဗျားတို့တွက်ကြည့်ကိုကိုခဲမှာခောက်ကြည့်လိုက်ဦးโอเคရေနံစိမ်းတဘာတွေကိုပေါ့နော်ဘယ်နှကာလန်ရှိလဲအဲ့ရေနံစိမ်းကို purify လုပ်လိုက်ရင်ဘယ်နှကာလန်ထွက်တယ်ဒါတွေလည်းလိလာတဲ့ဒါပေမဲ့ကဘာပေါက်ဈေးက80လောက်ရှိနေတဲ့အချိန်မှာတရုတ်က30လောက်ပေးပြီးတော့ယူနေတာပြီးတော့အီရန်ကိုတရုတ်က
ရွမ်ငွေနဲ့တတ်မှတ်ပြီးတော့ပတ်စံပေးတာမဟုတ်ဘူးစစ်လက်နဲ့ပစ္စည်းတွေပို့တာအီရန်ပြည်သူတွေအတွက်ဆေးဝါးတွေအစားအသောက်တွေအာဟာရဖွံ့ဖြိုးမှုတွေလူနေမှုစနစ်တွေလမ်းပန်းဆက်သွယ်ရေးတွေအနာဂတ်ယုံကြည်ချက်တွေနော်အဲ့ဒါတွေကြဆုံးသွားတာဗျကျွန်တော်အီရန်ပြည်သူတွေကိုကျွန်တော်မုန်းလို့ပြောနေတာမဟုတ်ဘူးအမျက်ထုတ်ခံရတာကိုပြောတာဒါဆိုရင်ခင်ဗျအခုတိုက်နေတဲ့အမေရိကန်အမျက်ထုတ်သလားပေါ့ခင်ဗျအမေရိကန်အမျက်ထုတ်တယ်လို့ခင်ဗျားတို့ပြောတာကိုကျွန်တော်ကလည်းလက်ခံပေးမှာဟုတ်ပါတယ်အမျက်ထုတ်ပါတယ်ဒါပေမဲ့အမေရိကန်ဒေါ်လာနဲ့ကမ္ဘာ stock ပေါက်ဈေးနဲ့အမေရိကန်ကသူ့ဒေါ်လာကိုသုံးစွဲပြီးတော့သူရတဲ့အညက်ကိုထုတ်တာနော်ဘယ် stock ပေါက်ဈေးမှလည်းမရှိဘူးယွမ်နဲ့နှိမ်ဝယ်ပြီးတော့စစ်လက်နက်ပစ္စည်းတွေစစ်အသုံးဆောင်ပစ္စည်းတွေနဲ့ဒီအီရန်အာဏာပိုင်တွေ65ရာခိုင်နှုန်းရဲ့ချမ်းသာကြွယ်ဝမှုကိုပေးပြီးတော့လူထုရပိုင်ခွင့်ကို9ရာခိုင်နှုန်းလောက်နဲ့တရုတ်ကအမျက်ထုတ်နေတာကိုရောခင်ဗျားတို့ဘယ်လိုပြောမလဲအီရန်ငွေကြေးဆိုတာကဘာမှာလဲလှယ်ပြောင်းလဲဖို့ဘယ်အိတ်ချင်းမှလက်မခံတော့တဲ့အခြေအနေရောက်သွားလို့ဆန္ဒပြပွဲတွေဖြစ်တာလေနော်ဆိုတော့ကျွန်တော်ကလားမုံနဲ့တရုတ်မုံနဲ့ခင်ဗျလူမွေးလာတာဘာသာမှပါမလာဘူးခင်ဗျရှင်းလေးပဲလာပြောမနေနဲ့လူမျိုးလဲပါမလာဘူးနော်အဲ့လိုပါမလာတဲ့အတွက်မုန်းစရာလည်းမရှိဘူးခင်ဗျားတို့နေထိုင်ကြီးပြင်းရတဲ့အခြေအနေပေါ်မှာခင်ဗျားတို့ယုံကြည်မှုတွေတက်ဝယ်မှုတွေဖြစ်သွားတာကျွန်တော်ပါအပါဝင်ဒါပေမဲ့အခုကတော့ကျွန်တော်အဲ့လိုမဟုတ်တော့ဘူးနော်ဟိုကတုံးတွေပေါက်ပန်း40ပြောလဲကျွန်တော်ပြောတယ်ခရိယန်ဘာသာဝင်တွေပေါက်ပန်း40ပြောလဲကျွန်တော်ပြောတယ်နော်အစ္စလာမ်ဘာသာဝင်တွေပြောလဲကျွန်တော်ပြောတယ်ဆိုတော့အဲ့လိုမဟုတ်ကျွန်တော် analysis နဲ့ကျွန်တော်သွားတာနော်ကျွန်တော်တရုတ်ခွဲဆန်းစစ်ပြီးတော့မှကျွန်တော်လက်ခံတာဆိုတော့အခုတရုတ်ကဘာဖြစ်လာလဲဆိုတော့ဒီအီရန်ကစီလမ်းကြောင်းကြီးရဲ့85ရာခိုင်နှုန်းကိုတရုတ်ကဝယ်တာဒါခင်ဗျားတို့နားလည်အောင်ထပ်ရှင်းပြအောင်မယ်တရုတ်ကချက်ပြီးသားစီကိုဝယ်တာမဟုတ်ရေနံစိမ်းကိုဝယ်သွားတာโอเคဒါလည်းမှန်တယ်တရုတ်ပြည်မှာ purify ပြန်လုပ်ရတယ်โอเคအဲ့ဒီ purify လုပ်ဖို့အတွက်ကူမင်းကြောက်ပြူစိတ်ကန်းကိုလည်းတွားရတယ်โอเคပါကစ္စတန်စိတ်ကန်းကနေလည်းတင့်တယ်တနေရာတည်းတော့မဟုတ်ဒါကိုမိတ်ဆွေတို့သိအောင်ကျွန်တော်ရှင်းပြတာဗျကျွန်တော်ယဉ်ကျေးစကားပြောပြတာနော်ပြီးတော့အဲ့ဒီကိုမလကာစထရိတ်ကိုဖြတ်ပြီးတော့လည်းတွားတယ်တရုတ်လမ်းကြောင်း3ခုနဲ့တွားတယ်ပါကစ္စတန်စိတ်ကလည်းတွားတယ်ကူမင်းကြောက်ဖြူကဖောက်ထားတဲ့ဒီပိုက်လိုင်းကလည်းတွားတယ်ပြန်ဆုပ်သွင်းတယ်တရုတ်ပြည်ကိုရောက်အောင်ပြီးတဲ့အခါကျတော့မလကာစထရိတ်ကိုလည်းဖြတ်ပြီးတော့တွားတာရှိတယ်ဟုတ်ပြီသူ့ရဲ့တွားစိတ်လာစိတ်ကြိုချက်စိတ်အားလုံးကိုသူကတွက်ချက်ပြီးတော့မှသူက80ရာခိုင်နှုန်းဈေးပြန်တင်လိုက်တယ်ဒါပေမဲ့သူရှုံးတာဆိုမရှုံးဘူးလေမရှုံးဘူးအာရှရဲ့စီအားလုံးဟာတရုတ်ရဲ့ under control မှာရှိနေတယ်စင်ကာပူကသင်္ဘောတွေအားလုံးကစင်ကာပူဘိုင်းဆိုတာ20ရာခိုင်နှုန်းတောင်မှမပြည့်ဘူးတဲ့စင်ကာပူပိုင်တဲ့သင်္ဘောမလေးရှားဆိုရင်3ရာခိုင်နှုန်းပဲရှိတယ်အင်ဒိုနီးရှား 1.1 ပဲရှိတယ်ဗမာဆိုတစ်စင်းမှမပိုင်ဘူးတဲ့ကဲဗမာဆို0ပဲရှိတယ်ဒါကျွန်တော်ပြောပြထိုင်းတော်မှာ 3% ပိုင်တယ်ထိုင်းဒီစီတင်သင်္ဘောဒါကျွန်တော်အမှန်ပြောပြနေတာဆိုတော့တရုတ်ကအာရှဈေးကွက်ကိုပါပြန်ကင်ထားတာအခုဖြစ်လာတဲ့အခါကျတော့တရုတ်ကသူ့မှာတူလှောင်ထားတဲ့စီ6လစာရှိတယ်သူကိုယ်တိုင်ကြီးညာထားတယ်ဒါပေမဲ့အီရန်ကစီတွေကိုမင်းတို့စစ်ဖြစ်ခြင်းဖြစ်ခွေးဖြစ်ခြင်းဖြစ်တထေးဖြစ်ခြင်းဖြစ်မင်းတို့ကိစ္စနဲ့မင်းတို့ဖြစ်တာငါတို့နဲ့မဆိုင်ဘူးငါစီသင်္ဘောတွေကိုထွက်လာပြီးတော့ငါအာရှကိုအခုလိုစစ်ဖြစ်နေတဲ့အချိန်မှာလဲဂုတ်သွေးစုပ်မယ်ငါစီသင်္ဘောတွေကိုမင်းတို့လွှတ်ပေးဆိုပြီးတော့လှုပ်တဲ့အချိန်မှာအမေရိကန်တရုတ်သင်္ဘောကိုပစ်ထည့်လိုက်တယ်နော်ဒါ the president for Trump ဆိုတဲ့ page မှာသွားဖတ်ကြည့်လိုက်အဲ့မှာတရုတ်ကဒီစစ်ပွဲကြီးကိုသူတို့ကြည့်နေရတာမျက်လုံးတဟဇာတမဖြစ်တော့ဘူးဆိုတဲ့ပုံစံမျိုးပြောလာတယ်โอเคဒါဆိုရင်တရုတ်လည်းစစ်ထဲဝင်လိုက်ပါလားလို့ဒီနေ့အစည်းအဝေးမှာတရုတ်စစ်ထဲဝင်ရင်ဘာဖြစ်သွားမလဲပေါ့ဗျာကျွန်တော်မေးတော့လူကြီးတန်း1500လေအမေရိကန်မှာစစ်တိုက်နေတယ်ခင်ဗျားတို့ဗမာပဲတရွရွဖြစ်နေတာအမေရိကန်လူတွေစိတ်ကိုမဝင်စားဘူးအမေရိကန်လူတွေစစ်ပွဲဖြစ်ကြောင်းဘယ်အချိန်မှသိလဲဆိုတော့ဒီနေ့ဆိုရင်ဗျာဓာတ်ဆီဆိုင်တွေတော်တော်များများပြား60လောက်တက်သွားတယ်အမေရိကန်ပြား60တကားလန်ကိုတက်ပြီဆိုရင်စစ်6လတိုက်လို့ရတယ်အဲ့ဒါခင်ဗျားတို့မှတ်ထားအောင်တကားလန်ကိုပြား60တင်လိုက်တာအမေရိကန်မှာ
တရက်ကို3.5 billion gallon 3.5 billion gallon consumption ရှိနေတယ်သုံးစွဲနေတယ်3.5 billion gallon ကိုပြား60တင်လိုက်တယ်ဆိုရင်3.5 billion gallon ကိုခင်ဗျားတို့နှုတ်ကြည့်လိုက်လေကျွန်တော်ပြောနေတာဆိုတော့ဘူးမသိဘာမသိတွေတိတ်များတယ်ဗျတရုတ်ကအခုသူအာရှကိုဂုတ်သွေးစုပ်ရမယ်အကျိုးအမြတ်ကိုမရှိတော့လို့သူ့နိုင်ငံမှာတော့တုံးဆွဲဖို့ရှိလို့ဗျဒါကြောင့်တရုတ်စစ်ထဲဝင်လာရင်လည်းကျွန်တော်တို့ကြိုဆိုရမယ်ဘာကြောင့်ကြိုဆိုရမလဲဆိုတော့သူလူကြီးတန်း1500ကိုစစ်ဘဏ္ဍလလောက်သူတိုက်မှာကျွန်တော်သိချင်တရုတ်နိုင်ငံ10ချမ်းလောက်ကွဲသွားမယ်ကျွန်တော်တို့အမေရိကန်အစိုးရတွေကြောက်တာတခုပဲရှိတယ်ဒါကျွန်တော်ပြောတဲ့စကားကိုကျွန်တော်တောင်းခံပြီးပြောတာတရုတ်နဲ့စစ်ဖြစ်တာပြဿနာမရှိဘူးဗျအဲ့တရုတ်တန်း1500ကြီးကွဲပြဲအောင်ကြွပြီးတော့အာရှနိုင်ငံတွေကိုဝင်သွားရင်အဲ့ဒီနိုင်ငံရဲ့စီးပွားရေးလူမှုရေးအကုန်လုံးပျက်စီးသွားမှာကိုအမေရိကန်ကအရန်စိုးရိမ်နေတာလူတွေတန်း1500ကတန်း900ပဲအာရှနိုင်ငံတွေကိုဝင်သွားခင်ဗျားဗမာနိုင်ငံမရှိတော့ဘူးထိုင်းမရှိတော့လာအိုမရှိတော့အင်ဒိုနီးရှားမရှိတော့စင်ကာပူမရှိတော့မလေးရှားမရှိတော့နော်ကမ္ဘောဒီးယားမရှိတော့ဘူးအဲ့ဒါကိုတစ်ချိန်ကျရင်ကမ္ဘာသမိုင်းမှာအမေရိကန်ရောက်ဆိုတော့လက်မျိုးထိုးမှာစိုးလို့အမေရိကန်ရဲ့ policy ရထိမ့်ထိမ့်တိမ်တိမ်ညင်ညင်နိုင်နိုင်လုပ်နေတာပဲရှိတယ်ကျွတ်နေတဲ့ကိစ္စတခုမှမရှိဘူးခင်ဗျအပြင်မှာစစ်တပ်ထွက်ပြီးတော့တိုင်းပြည်ကိုထမင်းမကျွေးနိုင်တာပူတင်ပဲရှိတယ်ဇလန်စကီပဲရှိတယ်အဲ့ဒါခင်ဗျတို့မှတ်ထားဖို့နော်အမေရိကန်စစ်ဖြစ်နေတာအမေရိကန်လူငယ်တွေမသိဘူးစိတ်လဲမဝင်စားဘူးစီစည်းတွေတက်တဲ့အတွက် stock တောင်ဝင်ကစားနေကြတာရွှေ stock တွေ business stock တွေနော် stock တွေကိုပဲဝင်ကစားနေကြတာဆိုတော့တရုတ်ကသူ့မှာတုံးဆွဲဖို့အတွက်6လစာရှိတယ်ဒါပေမဲ့အာရှနိုင်ငံတွေကိုဒီအချိန်မှာအမျက်ထုတ်ဖို့အတွက်သူ့မှာခွင့်မရတော့လို့အမေရိကန်ကိုမျက်စာပစ်လာတာကို welcome ပါလို့လာခဲ့ပါကိုရွှေတရုတ်ရဲ့လို့ကျေးဇူးလည်းတင်ပါတယ်လာခဲ့ပါ okay ဆိုတော့ပြောချင်တဲ့အပိုင်းကလူသားဆန်မှုနဲ့အကျိုးစီးပွားကိုတရုတ်ကလုံးဝမဆက်ဆက်အောင်ခွဲခြားထားတာဗျအဲ့တစ်လုံးဝနဲတယ်တရုတ်နဲ့ဆက်ဆံတဲ့တိုင်းပြည်တွေအားလုံးဟာမူရစေးဝါးတွေရတယ်ပြစ်ဒဇာတွေပေါ်လာတယ်လောင်းကစားတွေများလာတယ်လိမ်လည်မှုတွေနဲ့ဒူးစရိုက်တွေပဲများလာတဲ့နိုင်ငံတွေပဲဖြစ်သွားတာဗျနော်တရုတ်နိုင်ငံမှာတော့အဲ့ဒါမျိုးတရုတ်ကအဖြစ်မခံဘူးဗျဒါကြောင့်ဒီနေ့ဖြစ်တဲ့စစ်ပွဲကိုခင်ဗျာထောက်ခံလားဆိုကျွန်တော်မထောက်ခံဘူးဒါပေမဲ့ကျွန်တော်စကားကျွန်တော်တာဝန်ယူတယ်ဒီစစ်ပွဲကိုကျွန်တော်မထောက်ခံဘူးငိမ့်ငိမ့်စိမ့်စိမ့်အေးချင်းချင်းနဲ့အီရန်လဲဒူဘိုင်းတို့လိုကာတာတို့လိုယီမင်sorry ဒီ UAE တို့လိုညှိနှိုင်းပြီးတော့အီရန်ဆိုတာအများကြီးသူတို့ထက်တောင်ဖွံ့ဖြိုးတိုးတက်ရမယ်ကမ္ဘာသမိုင်းနောက်ခံအခြေအနေဗုဒ္ဓမြတ်စွာဘုရားတော်မမွေးသေးတဲ့အချိန်ကစတင်ခဲ့တဲ့ပါရှန်အင်ပါယာကြီးတိုးတက်ရမယ်ယဉ်ကျေးမှုစီးပွားရေးလူမှုရေးအကုန်လုံးနော်အစင်တဲ့ရောအရင်မြစ်ရောသမိုင်းနောက်ခံကြော်ရွယ်ရှိနေတဲ့တိုင်းပြည်ဟာစစ်လက်နက်တွေကိုင်နော်မွတ်စလင်ဘရာသာဟုတွေကိုမွေးတကဘာလုံးကိုဖောက်ခွဲမယ်အကြမ်းဖက်မယ်ငါပတ်ဝန်းကျင်ဒေသနိုင်ငံတွေအားလုံးကလည်းငါခြေဘွားအောက်မှာနေရမယ်ဆိုတဲ့ပုံစံမျိုးကတော့မှားယွင်းခဲ့တယ်လို့ပဲကျွန်တော်နားလည်တယ်ခဏစစ်ဖြစ်တာတောင်မှဘေးပတ်ဝန်းကျင်နိုင်ငံတွေကိုမနာလိုတဝန်တိုးပြီးတော့ဒုံးကြီးတွေ drone တွေနဲ့ပစ်ထည့်နေတယ်နော်ဒီကိစ္စကြီးကလည်းအဆင်မပြေဘူးအမှန်တော့အီရန်ဟာကမ္ဘာကြီးနဲ့အသေးချာလက်တွဲဖို့အတွက်အမေရိကန်နဲ့စစ်တောင်တိုက်ကြမလို့ဘူးဗျနော်အခုဒူဘိုင်းတို့ UAE တို့ကာတာတို့ Saudi Arabia တို့အခြားနိုင်ငံတွေဂျော်ဒန်တို့ရက်တီနေတဲ့ပုံစံမျိုးရက်တီလိုက်စမ်းပါနော်သူစီယာထွက်တဲ့ရေနံစိမ်းတပါးတဲ့အရင်တော့ရတဲ့ဒေါ်လာ80ရလဲနော်တရုတ်ယွမ်နဲ့ခိုးဈေးနဲ့ဒေါ်လာ30လောက်နဲ့ရောင်းစရာမလိုတော့ဘဲနဲ့သူ့တိုင်းသူပြည်သားတွေပါရနေပါလိမ့်မယ်ဗျာဟုတ်တယ်မလားဆိုတော့ဒါပဲကျွန်တော်ပြောနိုင်တယ်ဟိုကလားတီမှာတရုတ်တီမှာအမေရိကန်ရှင်မှာအမေရိကန်မတာပေါ်မှာကျွန်တော်ဒါမျိုးမဟုတ်ပါဘူးဗျာနော်ဘယ်စစ်ကကောင်းလို့လဲဗျာဘယ်ဖျားသခင်ကစစ်ကောင်းတယ်လို့ဟောခဲ့လို့လဲနော်တယောက်နဲ့တယောက်တတ်ကြနော်မင်းတို့တတ်ပြီးရင်အကုန်လုံးမင်းတို့ချမ်းသာမယ်ကြွယ်ဝမယ်ပျော်ရွှင်ကြမယ်လို့ဟ
ဟောထားတဲ့တရားတော်တော့ကျွန်တော်မတွေ့ဘူးနော်ဆိုတော့ပေးခြင်းတဲ့အကြောင်းအရာကတရုတ်ကခဏမျက်စပြစ်လာတာကိုအမေရိကန်ကဝမ်းမြောက်ဝမ်းသာကြိုးဆိုပါတယ်လို့တရုတ်နဲ့အဲ့ဒီလိုစစ်ဖြစ်ဖို့အတွက်ခမားတို့ငယ်သေးလို့လားခမားတို့ပဲမမှတ်မိတော့လို့လား1999ခုနှစ်ဇွန်လမှာဖြစ်ခဲ့တဲ့ယူဂိုစလာဗီးယားစစ်ပွဲမှာတရုတ်တန်ယုံကိုအမေရိကန်ဘုံကျဲပစ်လိုက်တယ်လေခင်ဗျားတို့မှတ်မိတယ်မလားတရုတ်ဝင်လာဖို့စိန်ခေါ်ခဲ့တာအဲ့ဒီတည်းကတရုတ်စစ်ထဲဝင်လိုက်မှတရုတ်နိုင်ငံဟာကဘာစစ်ဆိုတာဒါဆိုတိတော်အောင်ပြချင်โอเคဒါကြောင့်တရုတ်ကိုအမေရိကန်ကြောက်เสียရလဲအကြောင်းမရှိဘူးခင်ဗျားတို့ဗမာနိုင်ငံသားတွေလည်းကြောက်เสียရအကြောင်းမရှိဘူးအခုခင်ဗျားတို့ PDF တွေ gas pipeline ကိုတွားဖောက်ခွဲကြည့်လိုက်တရုတ်ဘာဖြစ်သွားမလဲထင်းနေလို့လားဒီအချိန်ကြီးမှာနော်ဒါမဲ့ကျွန်တော်အားမပေးဘူးအဲ့ဒါခင်ဗျားတို့အဲ့လိုဖောက်ခွဲလိုက်ရင်တရုတ်ပြည်ရဲ့ infrastructure တွေတရုတ်လူမျိုးတွေခင်ဗျားတို့ဆင်းရဲနေပြီမဲ့တို့ချမ်းသာရင်လေခင်ဗျားတို့မုဒိတာပွားပေးလို့ရဗမာပြည်ကဆင်းရဲနေပြီတရုတ်တွေကတော့ချမ်းသာနေတယ်ငါတို့စီကပိုက်လိုင်းဖြတ်သွားတယ်ဒါအောင်ငါတို့မဖောက်ခွဲဘူးငါတို့အဲ့လိုမုဒိတာပွားပြီးတော့တရုတ်ကိုချမ်းသာအောင်ဆူတောင်းပေးကြမယ်ဆိုလဲဒါအဆင်ပြေတယ်ဗျဟုတ်ပြီနော်ဒါကြောင့်ဖြစ်နေတဲ့စစ်ပွဲဟာတရုတ်မျက်စောင်းထိုးတာကိုအမေရိကန်ကြိုးဆိုပါတယ်လို့ပြောရင်းနဲ့အားလုံးကျေးဇူးပါဗျာတာလီစွာပါမငေးတော့အောင်ပါမိုင်းစုံခပါခင်ဗျာကိုရှယ်လေးပါ